ရာသီကုန်ကြီးအစဉ်လေးတွင်းမှာရက်တည်ဖို့ဆိုရင်တော့ဒီ United အသင်းနဲ့ကဒီ Everton အသင်းနဲ့ပွဲစဉ်ဒီပွဲစဉ်ကိုမဖြစ်မနေသူတို့အနေနဲ့ကနိုင်ပွဲရယူဖို့လိုတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ကျွန်တော်တို့စနေနေ့တုန်းကမှာဆို Chelsea အသင်းဒီသူ့အောက်က Chelsea အသင်းဒီတေးကြခဲ့တယ်သူ့အထက်က Aston Villa အသင်းဒီတေးကြခဲ့တဲ့အနေထားမျိုး United ဒီအခွင့်အရေးကိုအမိအရဖန်ဆုံနိုင်ဖို့လိုပါတယ်ပြည်သူများအားလုံးပဲမင်္ဂလာပါ United Diary Bank ကိုထွန်းရဲ့ YouTube Facebook နဲ့ TikTok ကြည့်ရှုနေကြတဲ့ Manchester United ပြည်သက်တွေအားလုံးစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာအခုကျွန်တော်တို့ဒီကနေ့ပေါ့နော်တိုင်းနာနေညအင်္ဂါနေ့မနက်မြန်မာစံတော်ချိန်2နာရီခွဲမှာဆိုရင်တော့ကျွန်တော် Everton သင်းနဲ့ဒါကျွန်တော်တို့ Manchester United အသင်းတော့ Everton သင်းရဲ့အိမ်ကွင်း Goodison Park မှာတွားရောက်ပြီးတော့ကျွန်တော်ဒါ Premier League ပွဲစဉ်အဖြစ်နဲ့တွားရောက်ရှင်ပြိုင်ရတော့မှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်United ဒီဒါပြီးခဲ့တဲ့နီးပြဖို့ပြီး Emery လက်ထက်ပထမအကြိမ်မှာတော့ဒါ Everton သင်းကိုကျွန်တော်တို့အချက်တကွဲရှုံးနေခဲ့တဲ့အနေအထားမျိုးဒီဒါကိုရှုံးတာတော့1-0နဲ့ပဲရှုံးတာဘာလို့အချက်တကွဲလဲပြောလဲဆိုရင် Everton ဒီအဲ့ချိန်မှာကျွန်တော်တို့ဒါအနေကနဲ့10ရောက်ဖြစ်နေတဲ့အချိန်မှာ10ရောက်17ရောက်ဖြစ်နေတဲ့အချိန်နေမျိုးမှာတကိုးပေးလိုက်ရပြီးတော့ရှုံးနေခဲ့တယ်အချက်တကွဲရှုံးနေခဲ့တယ်ဆိုပြီးတော့ဒါကျွန်တော်ပြောလို့ရမယ်ဆိုတော့ဒီလိုအခြေအနေမျိုးတော့ကျွန်တော်တို့နီးပြမှာ Gary လက်ထက်မှာတော့အဖြစ်ခံမှာမဟုတ်တော့ဘူးဒုတိယအကြောင်းမှာတော့ကျွန်တော်တို့ဒါ Goodison Park မှာ United အနေနဲ့အကောင်းဆုံးရှင်ပြိုင်လာနိုင်ဖို့ရှိတယ်ဒါပေမဲ့တစ်ခုရှိတာက Everton သင်းဒီပြောမယ်ဆိုရင်သူတို့အနေနဲ့ကlow block လေကောင်းကောင်းဆော့တတ်တယ်ပြီးခဲ့တဲ့ကျွန်တော်တို့ဝက်ဆန်တဲ့ပွဲစဉ်မှာဆိုရင်တို့ဒါ low block ဆော့သွားတာဖြစ်တဲ့တော့ United အသင်းဒီနည်းနည်းလေးတိုက်စစ်မှာဒုက္ခများခဲ့ရတယ်ကျွန်တော်တွေ့တယ်ဒါကိုဘယ်လိုဖြေရှင်းမလဲ United ဒီမှာ current exam ဘယ်လိုလုပ်လာမလဲဆိုတာလည်းကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီပွဲစဉ်ဒီဂုဏ်သိက္ခာအရာရောကျွန်တော်တို့ဒါအမှတ်အရာရောအမှတ်ပေးစရာရက်တည်ဖို့အရာရောမဖြစ်မနေကျွန်တော်ဒါရတဲ့အသင်းဒီစူးစမ်းဖို့လိုနေပြီဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါမနီကကစီးသင်းဒီတေချသွားတဲ့အနေအထားမျိုးမှာကျွန်တော်တို့ရမှတ်တူကိုကွာချက်နဲ့တပွဲ United တဲ့တပွဲပို့တာပြီးတော့အဆင့်၄မှာယာယီရက်တည်နေတယ်။ Okay တကယ်လို့ဒီနေ့ပွဲရှုံးရင်ကိုကွာချက်နဲ့ကျွန်တော်တို့ဒါအဆင့်၅မှာပဲရက်တည်နေရတော့မယ်အနေအထားမျိုးရှိတယ်။ဒီလိုအခြေအနေမျိုးမှာနောက်ကလီဗာပူးကလည်းလိုက်ပြီးတော့ဖိအားပေးလာတယ်ဖြစ်တဲ့အတွက် United တင်မဖြစ်မနေနိုင်ပွဲရယူဖို့လိုနေတာလည်းဖြစ်ပါတယ်။ပြီးတော့ဒါပြင်မှာကျွန်တော်ဒါအထက်မှာ Everton sorry ဒါ Aston Villa ဒီလေကျွန်တော်ဒီမနေ့ကတရေကြခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့အမှတ်ပေးစရာကျင်းမြောက်ဖို့အတွက်တတိယနေရာကအတင်ကိုဖိအားပေးနိုင်မှုလို့ဒီ Everton နဲ့ပွဲဒီအနိုင်ရရှိဖို့လိုတယ်အဲ့တော့ Everton ရဲ့ကစားကွက်ကိုကျွန်တော်ကြည့်တဲ့အခါမှာ Everton ဒီ၄-3ကိုပဲအခြေခံတယ် United ဒီလည်းလက်ရှိ Maguire ရဲ့လက်ထက်မှာ4-3ကိုပဲအခြေခံတယ်ဆိုတော့ဒီနှစ်သိန်းရဲ့ကစားကွက်ဒီတိတ်ပြီးတော့မကွာဘူးတခုရှိတာကစားသမားတွေရဲ့အရေးသွေးဒီ United ဒီအနေငယ်လေးတာနေတယ်လို့တော့ရှိတယ်အဲ့တော့တစ်ဖက်က Tarkowski တို့ဒါကျွန်တော် Kane တို့ဦးဆောင်လာမဲ့ခံစစ်ကို United ရဲ့ဒါကျွန်တော်တို့ Matheus Cunha တို့ဒါ Brian Mbeumo တို့ Benjamin Sesko တို့ Ahmed တို့ဦးဆောင်လာမဲ့တိုက်စစ်ကိုဘယ်လိုထိန်းချုပ်မှာလဲဒါကတကယ်ဒါစိတ်ဝင်စားစရာကောင်းနေပြီဒါပေမဲ့ United ဒီအမြဲတမ်းကြံကြမှာတစ်ခုရှိရင်ဒါကဘာလဲဆိုတော့အသင်းတစ်သင်းနဲ့တွေ့အဲ့အသင်းမှာကိုယ့်ရဲ့အသင်းသားဟောင်းပိုင်အဲ့အသင်းသားဟောင်းအမြဲတမ်းဒုက္ခပေးခဲ့တဲ့ပုံစံမျိုးကိုကျွန်တော်တို့မြင်ရတယ်ပြီးခဲ့တဲ့ဝက်ဆန်သင်းနဲ့ပွဲစဉ်မှာလည်းကျွန်တော်ဒါဝမ်ဘီဆာကာအကောင်းဆုံးခြေစွမ်းပြပြီးတော့ကျွန်တော်တို့ backline defense တွေလှုပ်သွားတာကျွန်တော်တို့မြင်တွေ့လိုက်ရတယ်ဆိုတော့အဲ့လိုအနေထားမျိုးမှာ United တွေကိုနည်းနည်းလေးအခက်ခဲတွေ့သွားစေခဲ့တယ်။ Okay ဒီနေ့ပွဲစဉ်မှာလည်း Everton သင်းအတွက်ဆိုရင်ကျွန်တော်တို့ကွင်းလယ်မှာ United ရဲ့ကစားသမားဟောင်းတယောက်ပါနေတယ်။အဲ့တော့အဲ့ဒီကစားသမားကကျွန်တော်တို့ James Garner ပေါ့နော် James Garner ကကွင်းလယ်မှာပါနေတယ်။ကျွန်တော်တို့ဒါနောက်တစ်ယောက်ကဒါကျွန်တော်တို့ကွင်းလယ်မှာဆိုရင် Everton သင်းကွင်းလယ်မှာဆိုရင်အမြဲတမ်းဒါနေရာပွဲထုတ်ခွင့်ရနေတာကိုကြီးပေါ့နော်။အဲ့တော့ဒီကစားသမားတွေရဲ့ကွင်းလယ်ကိုတော့ဒါ Casemiro တို့ကျွန်တော်တို့ကိုဗီမင်းတို့ရဲ့ကွင်းလယ်ကမရှင်းနိုင်ကြတော့မရှိဘူး။ဒါပေမဲ့သတိထားမှာကကျွန်တော်တို့ခုနပြောတဲ့တင်စာကိုပယ်ဖြတ်နိုင်မလားဆိုတာတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်သွားရမယ်။အဲ့တော့ဒီ Lisandro Martinez နဲ့ကျွန်တော်Harry Maguire တို့ဦးဆောင်လာမဲ့ခံစစ်ကတော့ကျွန်တော်Barry တို့ဦးဆောင်လာမဲ့တိုက်စစ်ကိုတော့ကျွန်တော်ဘယ်လိုထိန်းချုပ်ပြသွားမှာလဲဆိုတာလေ
ကျွန်တော်စိတ်ဝင်စားစရာကောင်းနေတယ် Everton အသင်းဒီကျွန်တော်ပြောရင်အမြင်ဘောကစားတာပိုပြီးအားတန်တာကျွန်တော်မြင်ရတယ်အဲ့တော့ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့မြင်ဘောအားနေတဲ့ Lisandro Martinez ဘယ်လိုထိန်းချုပ်မှာလဲအဲ့တော့ Maguire ဘယ်လောက်ထိဖြည့်ပေးသွားနိုင်မလဲဆိုတာလည်းကျွန်တော်တို့ကြည့်ရမယ်Michael Carrick လက်ထက်မှာကျွန်တော်တို့ဒါဒီ fullback 2ယောက်ဒီဒါ impact ဆန်ဆန်ကစားသွားတာတွေကျွန်တော်မြင်ရတယ်အမြဲတမ်းကွင်းလေအလဲထဲဝင်ပြီးတော့စော့တာတွေတယောက်ဝင်တယောက်ကနောက်မှာ back line မှာ3အနေနဲ့3 back line အနေနဲ့နေခဲ့တာမျိုးတွေ United အနေနဲ့မြင်လာရတယ်ရှိတယ်ဟုတ်ကဲ့ဆိုတော့ဒီလိုတော့ကွင်းလေမှာပြန်ပြီးသွားပြီးရှင်တဲ့ခါမှာကျွန်တော်တို့တစ်ဖက်က2ယောက်ထဲတက်လာတဲ့အနေထားမျိုးမှာကျွန်တော်တို့ကွင်းလေဒီအမြဲတမ်း3ယောက်အနေနဲ့စိုးမိုးသွားနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်ဒါ on the ball movement ပဲဖြစ်ဖြစ် off the ball movement ပဲဖြစ်ဖြစ် United ဒီအမြဲတမ်းဒါ ready ဖြစ်နေအောင် Michael Carrick လောက်ထားတာကိုကျွန်တော်တို့မြင်လာရတယ်ပေါ့နော်ဆိုတော့အဲ့တော့ဘာပဲဖြစ်ဖြစ်ပါကျွန်တော်ပြီးခဲ့တဲ့ပထမကြောအမှားမျိုးတော့ United မဖြစ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ဂုဏ်သိက္ခာအရာရောကျွန်တော်အမှတ်အရာရောမဖြစ်နေလိုအပ်နေတာဖြစ်တဲ့အတွက်ပါ။ဒါပြင်ကိုမှကျွန်တော်ဒါဒီနှစ်သိန်းအထက်တွေ့ဆုံမှုကြည့်တဲ့အခါမှာလည်းနောက်ဆုံး5ချိန်မှာ Everton တင်းဒီတစ်ချိန်မနိုင်အဲ့ဒီချိန်ကလည်းပြီးခဲ့တဲ့ပထမကြောကကျွန်တော်တို့ဒါ1 season နဲ့နိုင်ရခဲ့တဲ့ပွဲစဉ်ဒါ Manchester United အသင်းဒီနှစ်ပွဲနိုင်နဲ့နှစ်ပွဲတည်ကြတယ်နောက်ဆုံး5ချိန်မှာပေါ့နော်။အဲ့တော့ဒီလိုအနေအထားမျိုးမှာ United အသင်းဒီပြီးခဲ့တဲ့ရာသီတရားတီလုံးမနိုင်ခဲ့ဘူးဆိုတဲ့သဘောမှာကျွန်တော်မြင်ရတယ်။ဘာကြောင့်လဲဆိုတော့နှစ်ပွဲပြီးခဲ့တဲ့ရာသီနှစ်ပွဲလုံးက2-2နဲ့တေးကြခဲ့တဲ့ပွဲစဉ်တေးကြီးပဲ။အဲ့တော့ United ဒီနီးပြတန်ဟန်လက်ထက်မှာပဲ 2-4 နဲ့နောက်ဆုံးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။နီးပြRuben Amorimလက်ထက်မှာလုံးဝနိုင်ပွဲမရခဲ့ဘူး။အဲ့တော့ဒါကိုကျွန်တော်တို့Michael Carrick ဘယ်လိုခြေပြတ်သွားမလဲဆက်လက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ Everton ဒီလက်ရှိမှာနောက်ဆုံး10ပွဲဆက်ပေးကိုတောက်လျှောက်ပေးထားရတာကိုကျွန်တော်တို့မြင်ရတယ်ဆိုတော့ Everton ရဲ့နောက်တန်းဒီကျွန်တော်တို့အဲ့လောက်ကြီးတင်းငင်နေတာမဟုတ်ဘူးဒါကို United အသင်းတိုက်စစ်မှုတွေအသုံးချဖို့လိုနေတာလည်းဖြစ်ပါတယ်အဲ့တော့ဒီညကျွန်တော်မြန်မာစံတော်ချိန်ညမနက်ပေါ့နော်ဒါအင်္ဂါနေ့မနက်2:45မိနစ်မှာဆိုရင်တော့ Everton နဲ့ United အသင်းတို့ရဲ့ပွဲစဉ် Premier League ပွဲစဉ်ကိုပြည်သက်တွေအားလုံးစောင့်ကြည့်ရှုမှလို့ယုံကြည်ပါတယ်ကျွန်တော်တို့ပွဲပြီးပြတ်တွေ့ပါမယ်